အမို့ဆိုလို့ရှိရင်လေအမြဲတမ်းကင်စားတာနဲ့ထောင်းစားတာပဲစားဖို့နေကြပေမဲ့အခုလိုမျိုးအရေးလေးချက်တောက်ကြည့်တော့လေအမေစားကောင်းတာပဲအမို့အရေးတောက်လေးချက်ဖို့အတွက်ကတော့ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလေးထောင်းထားပါမယ်ပြီးရင်တော့အမို့လေးတွေကိုရေဆေးတန့်စင်ထားလိုက်ပါမယ်ပြီးတော့ရင်တော့ဒဲအိုးတွေကိုရေလေးလိုတလောက်ထည့်ပြီးတော့ဆူလာတဲ့အထိတည်ပေးထားလိုက်ပါမယ်ရေလေးဆူလာပြီဆိုလို့ရှိရင်တော့အနက်မွေးအောင်လို့ဇပလင်လေးပြည့်ထည့်လိုက်ပါမယ်ပြီးရင်တော့ခုနကထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလေးထည့်ပါမယ်အမို့လေးလည်းတစ်ပါးတည်းထည့်လိုက်ပါတယ်ပြီးတော့ရင်တော့အရသာအတွက်အချုံမုံနဲ့ကြက်သားမုံလေးအနေငယ်ထည့်ပါတယ်ဟင်းရည်လေးဆူလာအောင်လို့ခဏလောက်တည်ထားလိုက်ပါမယ်ပြီးရင်တော့ခုနကထည့်ထားတဲ့ဇပလင်လေးကိုပြန်ပြီးတော့ဖယ်ပေးထားလိုက်ပါတယ်ဟင်းဦးချကန်ဒီမှာအရသာအနေငယ်လုံးနေလို့ငပြားရည်လေးအနေငယ်ထည့်လိုက်ပါတယ်နောက်ဆုံးမှာတော့တမယာသီးလေး2စိတ်လောက်ညှစ်ထည့်ပေးလိုက်ပါတယ်အချင်းကြရင်ရိုက်တဲ့လောက်ထပ်ပြီးညှစ်ထည့်လို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့ထမင်းစားမိန်နဲ့အမို့ချင်းဆက်လေးရပါပြီ